တခါတော့လူတယောက်ကမျက်မမြင်တငယ်ချင်းတယောက်ကိုထမင်းဖိတ်ကြွေးထမင်းဆိုင်နဲ့အချိန်ကတော်တော်လေးနောက်ကျသွားပြီးမိုးချုပ်သွားတယ်မျက်မမြင်တငယ်ချင်းကလည်းမိုးရမ်းချုပ်ပြီးပြန်တော့မယ်လို့ပြောတာပေါ့ဒါနဲ့ပဲအင်ရှင်ကသူ့ကိုမီးအိမ်တစ်ခုပေးမျက်မမြင်တငယ်ချင်းကလည်းဒေါသအရင်ထွက်ပြီးပြောတာပေါ့ကျွန်တော်ဟာမျက်မမြင်တယောက်လို့သိနေပါလေနဲ့ကျွန်တော်ကိုမီးအိမ်တစ်ခုပေးတာကျွန်တော်ကိုလှောင်နေတာလားအင်ရှင်ကလည်းပြန်ပြောတာပေါ့ကျွန်တော်တင့်ကိုအလေးထားလို့မလို့မီးအိမ်ပေးတာပါတင်ကမမြင်ရပေမဲ့တခြားသူကမြင်ရတယ်လေဒါကြောင့်မို့လို့ညအမောင်ထဲမှာတခြားသူကတင့်ကိုမတိုက်မိနိုင်တော့ဘူးပေါ့မျက်မမြင်တငယ်ချင်းကလည်းသဘောပေါက်နားလဲသွားပါလေနားလဲသဘောပေါက်တာချင်းမတူရင်နောက်ဆုံးရလက်ကမတူကြကျွန်တော်တို့နေရာချင်းလဲပြီးစဉ်းစားပေးဖို့လိုတယ်ဘယ်ကိစ္စမဆိုမတူညီတဲ့ရှုထောင့်အနေကြည့်ရင်မတူတဲ့အမြင်ရှိတင့်မှာသမီးတယောက်ရှိရင်သားရှင်ဘက်ကများများတင်တောင်းမှုတင်မျှော်လင့်လိုက်တင့်မှာသားတယောက်ရှိရင်သမီးရှင်ဘက်ကများများမတောင်းမှုအတွက်မျှော်လင့်လိုက်တင့်မှာချွေးမတယောက်ရှိရင်သူ့အိမ်မှုကိစ္စများတယ်နားလည်မှုမရှိဘူးလို့အပြစ်တင်လိုက်တင့်မှာသမီးတယောက်ရှိရင်သူ့ရောက်ခမအိမ်ကိုလွှမ်းမိုးနိုင်သူဖြစ်စေခြင်းတယ်တင်လမ်းလျှောက်တဲ့အချိန်ကကားမောင်းသူတွေကိုအမြင်ကတ်တယ်တင်ကားမောင်းနေချိန်လမ်းလျှောက်သူတွေကိုကြည့်မရတင်အလုပ်သမားဖြစ်နေရင်တင်ရဲ့တတိယကက်စီနဲ့အာနာပြလုံးတယ်လို့ယူဆတင်တတိဖြစ်တဲ့အချိန်တင်အလုပ်သမားတွေကခိုကတ်တယ်တာဝန်ယူခြင်းစိတ်မရှိဘူးလို့ယူဆတင်ဝယ်ယူသူဖြစ်တဲ့အချိန်ဈေးရောင်းသူကအမျက်ကြီးစားလုံးနဲ့တတ်မှတ်တယ်တင်ဈေးရောင်းသူဖြစ်တဲ့အချိန်ဝယ်ယူသူကဈေးစစ်တက်လုံးတယ်လို့တတ်မှတ်တယ်အမြဲတမ်းကိုယ်နေရာနေပဲမကြည့်ဘဲနဲ့တခြားသူဘက်ကနေကြည့်ပေးပါနေရာလဲပြီးတပားသူအတွက်လည်းစဉ်းစားပေးဖို့လိုပါတယ်တခြားသူရဲ့ဒုက္ခကိုနားလည်ပေးနိုင်တာဂရုစိုက်မှုတစ်မျိုးပါတခြားသူရဲ့ခက်ခဲကိုနားလည်ပေးနိုင်တာကျင်နာခြင်းတစ်မျိုးပါတခြားသူရဲ့အမားကိုခွင့်လွှတ်ပေးတတ်တာဟာသဘောထားကြည့်ခြင်းတစ်မျိုးပါပဲ